ဒီနေ့မှာတော့အိမ်ထဲမှာရှိတဲ့ပစ္စည်းလေးတွေနဲ့ပတ်သက်ပြီးစကားလုံးလေးတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ในบ้านมีของอะไรบ้างในบ้านมีของอะไรบ้างในบ้านมีของอะไรบ้างในบ้านဆိုတာတော့ဒီအိမ်ထဲမှာပေါ့နော်။ในဆိုတာအထဲမှာบ้านဆိုတာအိမ်ထဲမှာมีရှိတယ်ပေါ့နော်။ของอะไรဆိုတာဘာပစ္စည်းတွေบ้างဆိုတာဘာပစ္စည်းအချို့ရှိလဲဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ในบ้านมีของอะไรบ้างในบ้านมีโต๊ะအိမ်ထဲမှာစပွဲရှိရဲဆိုရင်โต๊ะဆိုတာစပွဲในบ้านအိမ်ထဲမှာมีရှိတယ်โต๊ะဆိုတာကတော့စပွဲပေါ့နော်စပွဲရှိတယ်ในบ้านมีโต๊ะတကယ်လို့ပန်ကာရှိရဲလို့ပြောချင်ရင်ในบ้านมีพัดลมဆိုတာကတော့ပန်ကာပေါ့နော်พัดลมတကယ်လို့ပကံကိုပြောချင်ရင်တော့จานจออานอจานဆိုပြီးထားပါတယ်နော်จานဆိုတာကတော့ပကံပြီးတော့ဇွန်းကကြတော့ช้อนဆိုတာကတော့ဇွန်းပေါ့နော်တကယ်လို့ဇွန်းပြီးတော့ခင်းကိုပြောချင်ရင်ซ่อมဆိုပြီးထားတယ်နော်ซ่อมခင်းပြီးတော့ခေါင်းကိုပြောချင်ရင်တော့หมอนဆိုတာကတော့ခေါင်းပေါ့နော်နောက်ပြီးကြရင်ခေါင်းပြီးရင်ဒဲအိုပြောချင်ရင်တော့ကရထဒဲအိုပြီးတော့ဘီယိုပြောချင်ရင်တူဆိုတာကတော့ဘီယိုပေါ့နော်နောက်ပြီးကြရင်မီးခလုတ်ကိုပြောချင်ရင် switch ไฟဆိုတာတော့ဒီမီးခလုတ်ပေါ့နော်နောက်ကြရင်ပလက်ပေါက်ကိုပြောချင်တော့ plug ไฟဆိုတာမီးပေါ့နော် plug ไฟဆိုတော့မီးပလက်ပေါက်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော် plug ไฟနောက်ထပ်အဲကွန်းကိုပြောချင်ရင်တော့ထိုင်းလို့အဲကွန်းကိုเครื่องปรับอากาศဆိုတာကတော့အဲကွန်းပေါ့နော်เครื่องปรับอากาศနောက်ပြီးကြရင် TV ရှိရဲလို့ပြောချင်ရင်โทรทัศน์ TV နောက်ပြီးကြရင်လက်ကင်ဖုန်းပေါ့နော်โทรศัพท์มือถือโทรศัพท์ဆိုတာကတော့ဖုန်းมือถือဆိုတာကတော့လက်ကင်တာပေါ့နော်โทรศัพท์มือถือဆိုတဲ့အတွက်လက်ကင်ဖုန်းနောက်တစ်ခုကရေခဲတစ်တာကိုထိုင်းလို့ตู้เย็นตู้ဆိုတဲ့စကားလုံးကတော့ bio ပေါ့နော်เย็นဆိုတာကတော့ ad ပေါ့နော်ရေခဲတစ်တာဆိုနောက်ခုပေါင်းလိုက်တော့ရေခဲတစ်တာဖြစ်သွားတာตู้เย็นရေခဲတစ်တာနောက်တစ်ခုကအိတ်ခမ်းကိုပြောချင်ရင်ห้องนอนห้องဆိုတာကတော့ဒီအခန်းကိုပြောပါနော်นอนဆိုတာကတော့အိတ်ခမ်းဆိုတဲ့အတွက်ห้องนอนနောက်ပြီးကြရင်ရေချိုးခမ်းကိုပြောချင်ရင်ห้องน้ำห้องဆိုတာတော့အိတ်ခမ်းပေါ့နော်น้ำဆိုတာရေနဲ့အိတ်ခမ်းနဲ့ပေါင်းလိုက်တော့ရေချိုးခမ်းဖြစ်သွားတာห้องน้ำနောက်တစ်ခုကမွေ့ရာကြတော့ที่นอนမွေ့ရလို့ပြောလို့ရတယ်လို့ဒီအိပ်ရလို့လည်းပြောလို့ရတယ်ပေါ့နော်ที่นอนဆောင်ကိုပြောချင်ရင်တော့ผ้าห่มလို့ပြောလို့ရတယ်နော်ผ้าห่มဆောင်ผ้าห่มပြီးတော့ဖနက်ကိုကြတော့รองเท้าဖနက်รองเท้าနောက်တစ်ခုကကားကိုကြရင်รถလို့ခေါ်တယ်နော်ကားကိုรถကားနောက်တစ်ခုကအဝိရှော်ဆက်ကိုเครื่องซักผ้าဆိုတာအဝိရှော်ဒီเครื่องซักဆက်ပေါ့နော်เครื่องซักผ้าဆိုတာကတော့အဝိရှော်ဆက်ကိုခေါ်တာပါဒီနေ့စကားလုံးလေးတွေကိုနားလည်လိုက်မယ်လို့မျှော်လင့်ပါတယ်ရှင်ขอบคุณมากค่ะ